โอเคดีฮะเลยอันบ็อกซิ่งเราเป็นน้องตามาเดินมาท่าละตาเลยสินี่เราคิดบาร์เลยเราก็ไปเล่ากองไปเลยสิอย่าเป็นไหมเนาะกามองได้ลูไตน์ดอสิตินเดกาตสีไปใส่เดสวยเซนโร USA มาแล้วดามิสิตินเดเอราคาบาเลยสวยชาเลยพวกน้องดีกว่าบาเลยสวยดีมาดีเบตทีเรโลเรกาเซ็ตเมนูไหนบุษย์จูสีจีเวมดูรอบุยาเลดีกองกาตายกุเลลีหมดรู้ยาละบุเนาะสุดเราคุชัสโลเมฮะไม่เลยด่าเนาะสุดดีมา fully charge before you use มาต้องกินมาอภิตุยาเมลุเปียวท่าระดามาเอาเนาะที่กูว่าไม่ต้องกินมา full มาชาร์จบูสุนเดเบตที่ก็ได้สิ่งปีมามาบุดีมา power on off ดอกบาร์เนาะ on off ดอกมาแล้วดอกบูเนาะมาดีกองการอดีฮะกูทูเทนดีฮะกูทูเทปีรอดีเบตที่เมนูไหนเนี่ยเซ็ตตัวกูการ์ดซีเนี่ยตซีจูสีจีเนี่ยตัวเสียมลูเบเนี่ยเดี๋ยวกู full ชัดปีรอไม่สวยเบตที่กาเบตที่เตะตัวบีตัวมหาไม่สวยตัวนี้ชิงกาเบตที่เตะตัวบีสวยดีกว่ากูยิงชัดปีมา full บีสุดดีกว่าทุเทปีมาไม่สวยกายเบตที่มาอันนี้ส่วนนี้ไม่บ่เนาะจักปีรอดีเซ็ตหูเลยดาเว้ปีรอดีกว่าชาก็เบมาพิมเลสินinput output ดีมาก็ input ดีกว่า output ดีมาจูเนาะสุรปีรอเลมเอาเดสินเบมาเล่ามาเลสินดีมาเลเป้าเนาะดีกว่าดีลูก connect เล่าไหมဒီမှာ zip လက်ပါတယ်အဲ့မှာဆိုရင်မိတ်ဆွေရဲ့ကားကလေတွေပေါ့နော်ကားတာယာကလေတာယာ flat ဖြစ်တော့ပြီဆိုရင်ဒီကသုံးလို့ရတယ်ဆိုတော့ဒီကအရန်မိတ်တယ်ဝေချင်တဲ့လူကိုကျွန်တော်ဟောစာcomment မှာ link ချပေးမယ်ဒါအရန်สินปีเลยบ่เนาะมา power plus มันดาเรก็ลิบပြီးတော့မီလဲပါတယ်เนาะဒီမှာမီဒီကောင်ကမီဖြစ်ရမယ်ဟိုစညမှာဆိုရင်ဒီမှာမီထွန်းပြီးတော့ဓာတ်မီလဲဟုတ်တယ်ပြီးတော့တာယာကိုလေပေးတဲ့ဟိုစလေတွင်းဆက်လက်ဖြစ်တယ်ပြီးတော့ဘက်ထရီတွင်းဆက်လက်ဖြစ်တယ်ဒါပေမဲ့ဒီမှာအရင်ဆုံးအပြည့်ပဲထိထည့်ရမယ်နော်ရမ်းမိုက်တယ်ဒီကောင်ကတေးရတာလဲလွယ်ကူတယ်ဒီမှာ chat လုပ်ရမယ်ဒီကောင်က output ဒီကောင်က input ဒီကောင်ကလေအဲ့လိုပါပဲလောက်မိုက်တယ်ပေါ့နော်ဒီမှာစာရီလည်းမပါဘူးဒီမှာဒီကောင်ကိုကြည့်လိုက်ရင်ဘယ်လိုအသုံးပြုတယ်လဲ QR code ကို scan လိုက်ရမ်းမိုက်တယ်သုံးပြုပုံပေါ့နော်ဒါဒီမှာတာယာအတွက်တော့မဟုတ်ဘူးဘက်ထရီအတွက်ပြီးတော့တာယာအတွက်ပေါ့နော်သုံးလို့ရပါတယ်လို့အဲ့ဒါလေးကိုကားပိုင်ရှင်တွေအတွက်အထူးဒီ
ဒီ comment page နေပြီးတော့ဒီမှာ tire cap တွေအမျိုးမျိုးပေါ့နော်ဘောလုံးတွေလည်းတွင်းလို့ရတာပေါ့နော်ဒီ tire ကနဲ့ဒီ cap ကိုထည့်ပြီးတော့ okay ဆိုတော့စိတ်ဝင်စားကြလားဒါ battery တွင်းတော့မှာပေါ့နော်ဒီကနေချမှာအဲ့မှာ battery ပြီးတွင်းထားမယ်ဒီတနေ့ကုန်လုံးဒါ battery full ပြီးမှပြန်လာမယ်ဓာတ်မီလည်းပါတယ်လေလည်းပါတယ် battery လည်းပါတယ်ပေါ့နော်မီလေနဲ့ဟိုစားပေါ့နော် power okay ဒီလောက်ပါပဲဒီဟာလေးကအရန်အစင်ပီjump start tire inflator tire flap တော့ပြီးရင်ဒီကောင်က3000 150 psi ကကားတာရဆိုရင်ဒီကောင်က30 ပဲပုံမှန်ကပေါ့နော် psi 150ဆိုရင်တော်တော်လဲဒီတာရလေးတာမြရဟာလဲသူကတွေးနိုင်တာပေါ့နော်ပုံမှန်ကားတာရဆိုရင်30နဲ့40ပေါ့နော်အဲ့လိုပဲတုံးတာဖြစ်ပါတယ်ဒါကောင် wall တွေပါညာပေါ့နော်ကျွန်တော်လည်းမတုံးသေးဘူးဒါဒီ online မှာကြည့်ရတာ300အဆင်ပြေမလို့ဖြစ်တယ်ဒါပေမဲ့တကယ်အဆင်ပြေမဲ့ပုံစံဖြစ်နေတယ်နော် thank you ပါဝေချင်တဲ့လူတွေ comment မှာရေးပေးပါ comment မှာ link ချပေးမယ်နော်ဈေးကမကြည့်ဘူးဒါ160အမျိုးရှိတာပေါ့နော်ဒီဈေးနှုန်းကိုကျွန်တော် link ချပေးမယ်နော်